Okay ဒီဘက် skill ကိုချက်တော့သုံးသက်ပြောင်းဗျာအောက်က okay တွေချက်လို့ခင်းထားရပေါ့နော်အဲ့ပေါ်မှာဗျာကာဘိန်းပေါ့နော်ကျွန်တော်ကားတာရဗျာကားတာရပေါ်မှာပြင်ပြအဲ့ပြင်သားရဲ့ပေါ်မှာကျွန်တော် okay တစ်ချက်စီကိုထောင်ပြီးတော့အဲ့ပေါ်မှာ handstand တက်ထောင်လာတယ်ဗျာဒီတို့ရဲ့ handstand skill ပိုင်နိုင်ပြီးရတော်လေးကို respect ပေးဖို့ကောင်းတယ်ဗျာသူက handstand ပိုင်နေဆိုတာတဲ့ handstand ထောင်နိုင်တဲ့ဘီလန်ကိုပို့ပြီးတော့ညင်အောင်ထိန်းနိုင်တယ်လို့ပြောရင်ပို့ပြီးတော့မှန်နိုင်မယ်ဗျာဒီ okay တွေအစင်းစင်းကိုပြိုမကြအောင်ထိန်းထားနိုင်ဖို့ဆိုတာတော်တော်လေးကိုမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်ဒီမှာဆိုလည်းဗျာသူပြင်ပြားနှချောင်းပေါ့နော်ပြင်ပြားဆိုတာထူလေးမဟုတ်ဘူးပြင်ပြားပါပါလေးအဲ့ဒါတွေကိုကျွန်တော်ထောင်ပြီးတော့ပြင်ပြားကလည်း၄ပေခွဲ၅ပေလောက်ရှိတယ်ဗျာအဲ့ပုံကသူအောက်ကလည်းအုပ်ပုံပေါ့နော်အဲ့ပုံမှာသူဘေးနဲ့ညီအောင်ဟန်စတန်ထောင်နိုင်တာကြီးကတော်တော်လေးကိုအံ့ဩစရာကြီးဗျာတော့မြန်မာနိုင်ငံမှာဆိုတော့ပထမအဦးဆုံးပဲဖြစ်လိမ့်မယ်ခုဒီမှာဆိုလည်းချန်စီယိုဆောက်လက်ဆအုပ်တိုင်းပေါ်မှာဗျာဝမ်စတန်လောက်တာပေါ့နော်ဝမ်စတန်ဆိုတာဗျာလက်တစ်ဖက်တည်းနဲ့ကိုထောင်တာပေါ့ခံမှန်းစီအရာပြောရမှာဆိုဒီအုပ်တိုင်ရဲ့အမြင်အနည်းဆုံး6ပေရှိရဗျာအဲ့ပေါ်မှာသူဒီ1 stand နဲ့ထောင်တာကြီးတော်တော်လေးကိုလှတယ်ဗျာဒီကားရဲ့နာမည်တင်းတင်းခန့်ကြည့်ပြီးတော့အသက်19နှစ်ပဲရှိသေးတယ်ဗျာ19နှစ်ဆိုတော့ကျွန်တော်ရဲ့ရွယ်လေးပဲပေါ့နော်ဒါကျွန်တော်ရဲ့တကယ်ချင်းပြောလို့လည်းပြောလို့ရတယ်ဗျာကျွန်တော်သူ့ရဲ့ skill လေးတွေကျန်လို့ဒီမှာ review ပြပေးရပါမယ်တို့သူ့ရဲ့အကောက်အားပေးခြင်းဆိုလည်းကျွန်တော်အပေါ်မှာလည်းပြပေးထားရဗျာအောက်မှာလည်း mention ခေါ်ထားပေးရပေါ့နော်ဒီကိုသူ့အားပေးခြင်းဆိုတော့ follow လုပ်ပြီးသွားပြီးကူညီပေးလို့ရတယ်ပေါ့နော်ကျွန်တော်နောက်ထပ်လည်းဒီမြန်မာနိုင်ငံရဲ့ရွယ်ပုံသီးလိုမျိုးပဲဗျာတိတ်တိတ်လေးနဲ့ကျန်းနေတဲ့ brother တွေအကြောင်းကိုလည်းသူတို့ကလူတူငယ်လေးအကြောင်းဗျာတောင်းဆိုထားလေးရှိလို့ကျွန်တော်နောက်ဗီဒီယိုမှာလည်းသူတို့အကြောင်းလေးကို review လုပ်ပေးဖို့ရှိရပေါ့နော်အားကြောင့်မို့ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လုပ်ပေးခဲ့လို့ရတယ်ဗျာ